ကျွန်တော်ကတည်ငြိမ်နေအိမ်ပြင်တော့ထွက်ခဲ့တဲ့သူများတွေငယ်ချင်းတွေရှိနေကြတဲ့တယောက်တည်းပဲစကင်တွေတိတ်ခဲ့တဲ့စပင်ကို cue ဆိုင်တဲ့ကျွန်တော်ရဲ့အားသာချက်က confident တွေမြင်ကြည့်ပဲရှုတာမူကကျွန်တော်မတားတာရလာတဲ့ကျွန်တော်ဘဝအေးစေးတည်ငြိမ်ပြီးအရင်ကောင်းတဲ့ personal ရှုတာမူကကျွန်တော်မတားတာရလာတဲ့ကျွန်တော်ဘဝအေးစေးတည်ငြိမ်ပြီးအရင်ကောင်းတဲ့ personalityကျွန်တော်ကတည်ငြိမ်နေအသားဖြူရုပ်ချောတဲ့ကျွန်တော်ရဲ့နောက်ွယ်မကောင်းတွေပြောနေကြတာအများကြီးပဲ trauma တွေရဘူးတဲ့ဒါတွေရမေးခဲ့လေကျွန်တော်ရဲ့ဘဝမှာပြုံးငါရှေ့ဆက်နေဆဲပဲရှုတာမူကကျွန်တော်မတားတာရလာတဲ့ကျွန်တော်ဘဝအေးစေးတည်ငြိမ်ပြီးအရင်ကောင်းတဲ့ personal ရှုတာမူကကျွန်တော်မတားတာရလာတဲ့ကျွန်တော်ဘဝအေးစေးတည်ငြိမ်ပြီးအရင်ကောင်းတဲ့ personal နာ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 ရှုတာမူကကျွန်တော်မတားတာရလာတဲ့ကျွန်တော်ဘဝအေးစေးတည်ငြိမ်ပြီးအရင်ကောင်းတဲ့ personal ရှုတာမူကကျွန်တော်မတားတာရလာတဲ့ကျွန်တော်ဘဝအေးစေးတည်ငြိမ်